အတိတရားရှိပေမဲ့လည်းငပိစားမရှိလို့အလှပြင်ပြီးဖောက်တယ်ရှားနေရပြီ မသိကြအောင်စောင်းနေမှာ Excuse me. You speak English? နားလေတယ်ပြန်မပြောတတ်လို့ Hello. I need directions here. What can I do for you Calderas, is it this way? This way? ဟုတ်တယ် this way Okay. Thank စောင်း you တော့ very ကို much. ရှုပ်နေတာပဲတဲလေးဒါလေး ကွန်ဘောကောင်းလေ ကြည့်ပါဦးတဲလေး ကြည့်ပါဦး ဟေး ဟဲ့ဘာတော်လေးလေ မင်းလည်းပါခိုင်းနေ ငါဆိုဘာပြောတော့ဟမ်လူမသားတွေစင်ကိုက်ပြက်လူငါဆိုရရဆောက်တော့ နှုတ်ပြစမ်းပါထွေးငါတော့အောင်ရဲလေးနဲ့တူအောင်လို့ထားတာနင်းနှခမ်းမွေးကမော့စ်နှခမ်းမွေးဖြစ်နေတာနှုတ်ပြ မဟုတ်လေကိုကူကတနင်္လာသားမလို့ပြစ်ခါထားသွားတာလားဗျာဘုဒ္ဓဟူသမီးဖြစ်တဲ့မဟုတ်ကိုကူကအိမ်မှာအပြီးခေါ်ထားခြင်းခဲ့တာပါကိုကူအခုအပန်းဖြေဖို့ကမ်းခြေကိုရောက်နေပေမဲ့မဟုတ်ပဲလွမ်းနေမိတယ်ကိုကူကိုပျော်ပျော်ကြီးပလေးသွားတဲ့မဟုတ်ကဘယ်ခွေးတောင်သားနဲ့ပျော်နေပြီလဲဗျာ ဟဲ့အိတ်နေသွားမလုံးနဲ့နော်နေသားမအောင်အမိကလှုပ်နေတယ်ဟာဟဲ့အိတ်နေတဲ့ချင်းသေးကအမိလှုပ်လို့လားဒီကောင်ပြဿနာပဲချင်းသေးမိသွားဆွဲနေပြန်ပြီဟုတ်ပြီအိတ်နေဟာဒါပေမဲ့အမိကဘာလို့လှုပ်လဲချင်းကိုက်မှာဆိုလို့ရမ်းနေရနေမှာဗောကွာချင်းသေးဖြစ်ပြီးချင်းကိုက်တာတော့မခံနိုင်ဘူးလားဟောရောက်တားလိုက်ပါကွာသွားမလို့ပါနဲ့နိုးလိုက်ပြဿနာရှာလိုက်မယ်ဟုတ်ပါဘူးထူးဆန်းကိုကြည့်နေတာအကောင်ကအိတ်တယ်အမိကမအိတ်ရောက်နိုးသွားတော့မယ်ကွာမင်းက